အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချက်ဒီကကတော့သားရုလေးကြော်စားတာဖြစ်ပါတယ်သားရုလေးကြိုက်ပါတယ်နော်သားရုလေးကြော်စားရင်းနဲ့ဒီချက်ရဲ့ထမဦးဆုံးအတွေ့အကြုံလေးကိုပြောပါမယ်ကျောင်းမှာစားတဲ့ထမဦးဆုံးလေးအတွေ့အကြုံပြောပါမယ်ကျောင်းဆိုတော့လေဒီတဲ့အတိုင်းမယ်လေးကလေးရလာတော့ငိုကြတာပေါ့တကွဲကွဲတပြဲပြဲနဲ့ကလေးငိုတော့ကိုလိုက်ငိုကလေးငိုတော့ကိုလိုက်ငိုလောက်စားလောက်တာလေလောက်မှမလောက်တဲ့ကလေးငိုတော့ကိုလိုက်ငိုဆရာမကြီးကမလေးတဲ့ကလေးငိုတိုင်းလိုက်ငိုဝိုင်းနဲ့ပြီးမအောင်မဟုတ်တော့ဘူးတဲ့ကလေးငိုတိုင်းလိုက်ငိုပါဘူးလေတဲ့ကလေးကိုချော့ရမှာလေတဲ့ချော့တဲ့အောင်သင်ယူလေတဲ့အဲ့တော့ကိုလိုမျိုးအလုံးစားလုပ်တဲ့ချိန်မှာအဲ့လိုတွေ့ကြုံလေးရှိခဲ့ဘူးလားမသိဘူးဆရာမတွေမူတူဆရာမတွေပါတယ်မှန်ကြည့်ပါအောင်မူတူကလေးတွေလာတော့ငိုတော့ကိုပါလိုက်နေတာအဲ့လိုကနေစားခဲ့ရတာပါရှင်ဒီချက်ကစားကိုချစ်ပြီးတော့ကြည့်ပြီးတဲ့ family အားလုံးကျေးဇူးတင်ပါတယ် thank you thanks for watching my video see you next video